ဖေရောက်တယ်လေအဖေရောက်တယ်လေအဖေရောက်တယ်လေမမေဒီမှာစောင်းနေနော်လာအမလေးအမြင်ရုပ်ခုံတော့မှာအေးအမလေးခုံတော့မှာအေးဟာအမလေးရှိုးကြိုက်တာဒါဒီမှာအပေါက်ကဒီမှာဘာရေတော့လာမေးကြည့်လားချော်လဲမယ်ဒါလေပြန်ထပြန်ထဖြည်းဖြည်းဘာလုံးလာလဲဟဲ